ကဲဒီအိမ်လေးကတော့ကျွန်တော်ပြူးလင်မဟာအနုကန္တာဖရာနာကရင်းငယ်မှာပေါ့နော်ရင်းငယ်မှာ2600ဝန်းကျင်နဲ့ရနိုင်တဲ့အိမ်လေးပေါ့နော်2650ကိုပါပါလေးညှိနှိုင်းနဲ့ခေါ်ထားတယ်ဒေါင်းကွက်လေးဖြစ်တယ်နော်ပတ်ဝန်းကျင်မှာအိမ်ကြီးအိမ်ကောင်းနေနဲ့တော်တော်လေးကိုပတ်ဝန်းကျင်ကောင်းပြီးတိတ်ဆိတ်တယ်လာချိုလက်မကြီးနဲ့တကွက်ပဲငုံနော်ဒါလမ်းနှစ်ဖက်တင်ပုံစံမျိုးဒေါင်းကွက်ဖြစ်တယ်နော်ဒီလေးပဲဖြစ်ပါတယ်တခန်းဖြစ်ပါတယ်မာစာတခန်းရိုးရိုးတခန်းနဲ့ပါနော်ပတ်ဝန်းကျင်နဲ့တော်တော်ကြီးကိုကောင်းတယ်လာချိုလက်မကြီးနဲ့နင်းလေးပဲဖြစ်ပါတယ်ဒါသူရှေ့ရတယ်မှာကျွန်တော်ဒီဘက်အပေါက်ကလည်းဝင်လို့ရနော်အဲဒါကတော့အိမ်အတွင်းပိုင်းဖြစ်ပါတယ်4060မှာမာစတာတစ်ခန်းရိုးရိုးတစ်ခန်းနဲ့တစ်ထပ်အိမ်လေးဖြစ်ပါတယ်ဒါတော့အိမ်နောက်ဖက်ပေါ့နော်ဒါကွန်ကရစ်အပြည့်လောင်းပြီးထားတယ်စလက်မြင့်ပြီးစောက်ပြီးထားတယ်တန်းစုကြိုးတွေရောဘာတွေပရိတ်စုကြိုးတွေအပြည့်စုံပေါ့နော်ဒီမှာရေစင်တွေရောရေဝရေးဆက်တွေအကုန်လုံးပါပြီးသားဖြစ်ပါတယ်ကဲဒါရေစက်တွေပါဖြစ်ပါတယ်ဟုတ်ဒါကတော့အိမ်နဲ့ကြွေပြားကတ်ထားတယ်ပေါ့နော်ဒါဖျားကန်းနဲ့အေကန်းနဲ့ဒါပေါင်းထားတဲ့နေရာလေးတန်ပန်းတွေတန်ကားတွေအကုန်ပါတယ်ဒီမှာဆိုရင်ဒီမှာယူယူခန်းကျဲဒါတခန်းဒါအလဲမှာပုတ်ပြားနဲ့ကန်တာအရင်တော့3ခန်းလောက်ချင်တော့သူကပုတ်ပြားနဲ့ကန်တာနော်ဒီကောင်ကြီးကိုခွာပြစ်လိုက်လို့လည်းရတယ်ခွာပြစ်လိုက်အခန်းကျဲကြီးဖြစ်သွားမှာနော်အဲဒီဘက်အထိပါပါနော်ဟုတ်ညီလေးကဲဒီမှာတော့အင်တာကြီးရှုကနေဒါဒီဘက်မှာသူကတခန်းလောက်ထားတာပေါ့နော်ခုနကဟိုအကန့်ကိုဖြုတ်လိုက်လို့ရှိရင်ဒါအခန်းကြီးရမယ်ဒီမှာရေရှုကန်အင်တာပါပါတယ်ဒါကတော့မိဖို့ကန်ပေါ့နော်ကဲမိသားစုတို့အေးအေးဆေးနေလို့ရတယ်3650နဲ့ဈေးညှိနှိုင်းနဲ့ဖွင့်ထားတာဖြစ်ပါတယ်ဒါမှစပရုံးလေးဖြစ်ပါတယ်ရေဘူးရေးဆက်တွေလည်းပါပြီးသားပါကဲဒီနေ့လိုချင်ရင်ကျွန်တော် dream house ကိုဆက်သွယ်လို့ရပါတယ်ဗျ